EV တိုက်စီကျွန်တော်ဝယ်ခြင်းလို့တဲ့အကိုဘယ်လိုသဘောရလဲတဲ့အကိုအမြင်လေးကိုကျွန်တော်သိချင်တယ်တဲ့မင်္ဂလာပါဇန်ကာရန်တဲ့ channel ကကြိုဆိုပါရစေကောင်းမှုတစ်ခုနေ့စဉ်ပြုစီစဉ်ရကျွန်တော်ဒီနေ့တော့ကျွန်တော်အဆုံးလုံးအောင်ဖြေခဲ့ပုံလေးကိုပြန်လည်မျှဝေခြင်းလို့ပါဗောနော်ဒီနေ့ကျွန်တော်နဲ့အမြဲတမ်းစကားပြောပြတဲ့ကျွန်တော်မိတ်ဆွေတယောက်ကလာမေးတယ်ဗောနော်ကျွန်တော်ဒီကားကိုတော့သဘောကျတယ်ဗောနော်ဝယ်ခြင်းတယ်အကိုဘယ်လိုသဘောရလဲတဲ့ဆိုတော့ကျွန်တော်ဓာတ်ရိုက်တော့အဖြစ်မပေးနိုင်ဘူးလို့ဒါပေမဲ့brother စဉ်းစားဖို့အတွက်ကိုဟိုတော့ပေးကျင်တာပေါ့နော်နံပါတ်1က brother မျက်မြင်ရလားဒါမှမဟုတ် pre order လားဒါမှမဟုတ်လို့ရှိရင်ဘာလို့ကြိုက်တာလဲပေါ့နော် range ကဘယ်လောက်ရလဲဆိုတော့ကားအကြောင်းကိုအခုချိန်ကြီးအလွတ်မရဘူးပေါ့နော်ဆရာသမားအဲ့တော့ကျွန်တော်တော့နောက်လိုက်ပါသေးတယ်ခုနကတော့အကိုအဲ့ဒီကားတစ်စီးကယူတွတ်တွတ်ဖြစ်နေမှာဆိုတော့အကိုကားအလွတ်ရနေရမှာလို့အကုန်လုံးကားမှာဘာတွေရှိတယ်ဘာတွေထည့်ထားလဲအစသဖြင့်ပေါ့နော်ရနေရမှာပေါ့နော်အဲ့တော့ထားပါတော့အဲ့လိုမေးတော့အဖြေတစ်ခုကိုမေးတော့ဈေးတန်းအရာကရောက်ရှိဈေးနှုန်းဖြစ်နေတယ်နံပါတ်1က pre order လည်းမဟုတ်ဘူးပေါ့နော်နံပါတ်2ကသူဘယ်လိုတွေးလဲဆိုတော့အမျက်ကောင်းမျက်နိုင်ပါရဲ့ဆိုတဲ့အတွေ့မျိုးကိုတွေးတယ်ပေါ့နော်မျက်ကောင်းမျက်နိုင်ပါရဲ့ဆိုတာ pre order ဈေးမျိုးနဲ့ရတယ်ဆိုလို့ရှိရင်တော့နောက်ဆုံးကိုယ့်လက်ထဲရောက်လို့ရှိရင်တော့မျက်ကောင်းမျက်နိုင်တာပေါ့နော်အခုဈေးနှုန်းက pre order လည်းမဟုတ်ဘူးရောက်ရှိဈေးနှုန်းပုံစံမျိုးလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒီတစ်ခုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်သိတဲ့လောက်ကတော့အဲ့ဒီကားကအဲ့ဒီဆရာကြီးကရနိုင်ဖို့များတယ်နာမည်ပြတ်မရှိဘူးအဲ့ဒါတော့သိတယ်ကားကတော့ချင်းစီပေါက်ရမှာဒါပေမဲ့ဒီလိုလေးတွေတော့ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကြားရရပေါ့နော်အစွန်းလုံးအောင်ပြန်ပြောပြတယ်ပေါ့နော်အဲ့တော့သူတက်တယ်ပေါ့နော်နောက်တစ်ခုသူနဲ့အတူတူ model တွေကဘယ်လိုတွေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့တွေကရှင်ပြိုင်လာနိုင်တယ်ဈေးနှုန်းရ market price ရရှင်လာစရာတွေအများကြီးရှိတယ်နောက်တစ်ခုကားကnew brand လားဒါမှမဟုတ်လို့ရှိလို့ရှိရင်ပုံမှန်အခုဈေးကွက်ထဲမှာနေပြီးတော့တွင်ကြဲကြဲအသုံးပြုနေတဲ့ brand လားဆိုတော့ကျွန်တော်သူ့ကိုမေးခွန်းထုတ်တယ်နောက်တစ်ခုက after sales service ပိုင်းပေါ့နော်ဘလောက်ပဲကားကောင်းစေကမူပေါ့နော်နောက်ဆက်တွဲဖြစ်လာတဲ့ဟာမျိုးမှာကုမ္ပဏီကဘယ်လိုတာဝန်ခံပါလဲအာမခံကဘယ်လိုရှိလဲဆိုတာကိုမေးတယ်အဲ့လိုမျိုးပေါ့နော်သူကတော့ကျွန်တော်မေးလိုက်တာမေးခွန်းတစ်ခုပဲဒါပေမဲ့ကျွန်တော်သူ့မေးခွန်းပေါင်းများစွာပေါ့နော်ကျွန်တော်ခုနကားဝယ်လို့ရှိရင်သိရတာမှန်တယ်အကုန်မေးလိုက်တယ်မေးလိုက်တော့တော်တော်စိတ်ညစ်သွားပုံရပါတယ်ကျွန်တော်ပြန်စဉ်းစားလိုက်ပါအောင်မယ်တဲ့ပေါ့နော်အဲ့လိုခဏဖြစ်ကြတယ်ပေါ့နော်ပြောချင်တာကျွန်တော်ဒါကတော့ဒီ brother နဲ့အမြဲတမ်းပြုံးမယ်ပြောနေကြမလို့ပေါ့နော်တခြားကျွန်တော်နဲ့ကားဝယ်ခြင်းတဲ့လူရောရောင်းခြင်းတဲ့လူရောအဲ့လိုတိုင်ပင်မဆိုလို့ရှိရင်ပေါ့နော်အကြောင်းမလို့ဟို line ပေါ်မတက်ဖြစ်တာများတာပေါ့နော်ပွဲဖြစ်မယ်ဆိုလို့ရှိရင်တော့ဖြစ်အောင်လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းခုနလိုမျိုးပေါ့နော်ဟိုပြောရမယ် editor သဘောမျိုးလိုမျိုးပေါ့နော်ဆိုပါတော့ဟိုတရက်ကဆိုလို့ရှိရင်အတိတယောက်ကလာပြောတယ်ကီလိုဘယ်လောက်ရှိတယ်ပေါ့နော်ဒီကားကိုဟိုဖြစ်တယ်ဆိုလို့ရှိရင်အခုအစ်စ်တောင်ဒီဈေးနဲ့ရောင်းနေတာအခုကောင်ကီလိုအများကြီးနဲ့ရောင်းလို့ကျွန်တော်တို့မတင်ရဲဘူးဆိုလို့ပြောလိုက်တော့ခုနကလိုတင်ကျင်တဲ့စိတ်ကနေပြီးတော့အချင်းတဲ့စိတ်ကနေပြန်ပျောက်သွားတယ်ပေါ့နော်ဒါကျွန်တော်ကလည်းမကောင်းတာပဲပြောရမှာပေါ့နော်ရွာပြင်ခဏထွက်တယ်ပြောရမှာပေါ့နော်ဟိုပုံမွေလင်းလင်းပြောတတ်တဲ့အကျင့်ရရှိတယ်လူချင်းမင်းတို့ဘယ်လိုမြင်လဲအကျိုးတစုံတရာရှိလားအကျိုးတစုံတရာ like share comment လေးတွေပေါ်မူတည်ပြီးတော့ကျွန်တော်ရဲ့ content တွေအားဖြစ်စေတာမလို့ပါ okay ပါအားလုံးပဲဘေးပြဝေးကွာဝင်လာပါများတို့ပါကြပါလိမ့်